မင်္ဂလာပါဒီနေ့စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုကိုနည်းနည်းဆွေးနွေးကြည့်ကြရအောင်ယူရှာနဲ့ယုတ်ကကန်တက်ချက်မရှိမိတ်ဖက်လို့ကြီးညာထားပေမဲ့နောက်ကိုယ်ထဲမှာယုတ်ဟက်ကာဒီကယူရှာရဲ့စစ်ပတ်ဆိုင်ရာတွေကိုပြစ်မှတ်ထားနေတယ်ဆိုတဲ့အတန်တွေထွက်နေတယ်ဒါကတော်တော်လေးကိုရှုပ်ထွေးတဲ့အခြေအနေပဲဟုတ်ပါတယ်အဲ့ဒီအတန်တွေကတကယ်ကိုအခြေအမြစ်ရှိနေတယ်လို့ဆိုရမှာပါအထူးသဖြင့်ယူကရိန်းကိုရုရှားကကျူးကျော်ပြီးမကြခင်2022မေလနောက်ပိုင်းလောက်ကစပြီးယူရှားအစိုးရအေဂျင်စီတွေကာကွယ်ရေးကုမ္ပဏီတွေကိုကျုံနဲ့ဆက်ဆက်နေတဲ့ hacker အဖွဲ့တွေရဲ့ cyber ထုတ်ဖောက်မှုတွေတိတိကျကျများလာတယ်လို့ cyber လုံခြုံရေးသူတေသီတွေကပြောနေကြပါတယ်ဆိုတော့ဒီအချက်လက်တွေကဘယ်ကလာတယ်လဲယုံကြည်ရတဲ့သတင်းရင်းမြစ်တွေလားအဓိကကတော့ cyber လုံခြုံရေးလေးလာစမ်းစစ်သူတွေ report တွေပါပြီးတော့ The New York Times ကရထားတဲ့ရုရှားပြည်တွင်းလုံခြုံရေးအဖွဲ့ FSB ရဲ့လူ့ဝက်စာရွက်စာတမ်းတစ်ခုကဒီကိစ္စကိုအလင်းပြလိုက်တာမျိုးပေါ့အဲ့မှာတော်တော်လေးအရေးကြီးတဲ့အချက်တွေပါနေတယ်ဟုတ်ပြီဒါဆိုဒီနေ့ကျွန်တော်ရဲ့ဆွေးနွေးမှုကအဲ့ဒီကန်တက်ချက်မဲ့မိတ်ဖတ်ဆိုတဲ့ကြီးညာချက်ရဲ့နောက်ွယ်ကအဖြစ်မှန်တရုတ်ရဲ့မဟာဗျူဟာမြောက်ရည်ရွယ်ချက်တွေပြီးတော့ဒီလိုရတဲ့ကသူတို့နိုင်ငံဆက်ဆံရေးပေါ်ဘလို့တရားမှုရှိနိုင်မလဲဆိုတာကိုနားလည်ဖို့ကြိုးစားကြည့်တာပေါ့ဟက်ကင်းนี่ကြိုးလာလဲဆိုတာဘယ်လောက်ထိသိတာလဲဟုတ်တယ်ယူကရိန်းစစ်ပွဲစပြီးတိတ်မကြခင်မှာပဲအရှိန်တော့တိတိတာတာမြင်းနေလာတာဒါအတော်လေးထူးခြားတာဘလို့လဲဆိုတော့သူတို့ကြည်နေထားတဲ့ mix ဖတ်ဆက်ဆံရေးကိုမေခွန်းထုတ်เสียထစ်เสียပေါ့ပြစ်မှတ်ထားခံရတဲ့ကဏ္ဍတွေကလည်းရိုးရိုးမဟုတ်ဘူးဟုတ်လားဘလော့ကနာမျိုးတွေလဲအတော်လေးအရေးကြီးတဲ့ကဏ္ဍတွေဥပမာယူရှဲဆိုရ agency တွေကာကွယ်ရေးကုမ္ပဏီတွေနောက်ပြီးတော့ nuclear ရင်ငုတ်တင်ပေါ်ဆိုင်ရာအချက်အလက်တွေဂျိုရူးဆက်သွယ်ရေး electronic system ရေးလို့ခေါ်တဲ့ EW နီးပညာတွေ drone နီးပညာတွေအထိပါနေတယ်ဟုတ်ဒါတွေကတကယ်မဟာဗျူဟာမြောက်အရေးပါတဲ့နီးပညာတွေချီးပဲကြားတဲ့နီးပညာတွေဒီချက်လက်တွေကိုတရုတ်ကရအောင်ယူဖို့ကြိုးစားနေပုံရတယ်ဒီနောက်ကွယ်မှာဘသူတွေရှိနေတယ်လို့တုံ့တက်လဲဟက်ကာဖွဲ့ရဲ့နာမည်ရောသိရလားထိုင်ဝမ်အခြေစိုက် Team T5 လို့ cyber လုံခြုံရေးကုမ္ပဏီတွေရဲ့အဆိုအရဆိုရင်တော့စံယူလို့ Mustang Panda တို့လိုအဖွဲ့တွေပါဝင်နေအထူးသဖြင့် Mustang Panda ဆိုရင်တရုတ်နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန MSS ရဲ့ကြောထောက်နောက်ခံရှိတယ်လို့အများကြီးယုံကြည်ထားတဲ့အဖွဲ့ဆိုလိုဒါကတာမန် cyber ရာဇဝတ်မှုမဟုတ်ပဲနိုင်ငံတော်အဆင့်ပါဝင်ပတ်သက်မှုရှိနိုင်တယ်ပေါ့ဟုတ်တယ်အဲ့လိုပဲယူဆရမှာနောက် slide 19ဆိုတဲ့အဖွဲ့ကလည်းယူရှားစစ်တပ်နဲ့နယ်စပ် unit တွေကိုတော့ပြစ်မှတ်ထားခဲ့သေးတယ်ဒါကတော်တော်လေးကြဲပြန့်လုံနေတယ်ဆိုတာပြရတယ်ဒါပေမဲ့ကျွန်တော်အော်မိတာကFSB စာရေးစာတမ်းကိစ္စပဲ The New York Times ကဖော်ထုတ်လိုက်တာလေယူရှားလုံခြုံရေးအဖွဲ့ကိုယ်တိုင်ကတရုတ်ကိုရန်သူလို့အတွင်းမှတ်တမ်းမှာတုံးထားတယ်ဆိုတာကတော့ရှင်းတော့မညီတယ်လို့ပဲတော်တော်လေးကိုကွဲလွဲနေတာပေါ့အပြင်မှာမိတ်ဖက်အတွင်းမှာရန်သူအဲ့ဒီစာရေးစာတမ်းမှာ FSB ကတရုတ်ဟာယူကရိန်းစစ်ပွဲကနေသင်ခန်းစာတွေယူနေတယ်ယူရှားရဲ့ကာကွယ်ရေးကျွမ်းကျင်မှုနည်းပညာတွေကိုလေ့လာပြီးအနာဂတ်မှာထိုင်ဝမ်လိုပဋိပက္ခမျိုးအထက်ပြင်ဆင်နေတယ်လို့ရေးထားတာကတရုတ်ရဲ့ရွေချက်ကိုရှင်းရှင်းလင်းလင်းပြသလို့ဖြစ်နေတယ်ဆိုတော့တရုတ်ရဲ့အဓိကရွေချက်ကယူရှားကိုယူကရိန်းမှာစစ်ရေးအကူအညီဖို့ဆိုတာဟုတ်တယ်အဲ့ဒီထက်ပိုပြီးတော့ကိုယ့်ရဲ့စစ်ရေးစွမ်းရည်တိုးတက်ဖို့ယူရှားရဲ့အတွေ့အကြုံအားနည်းချက်အားသာချက်တွေကိုလေ့လာဖို့အတွက်ထောက်လှမ်းရေးအချက်လက်တွေစုဆောင်းတာဖြစ်နေရှိပိုများတယ်ပြောရင်ယူရှားကိုလက်တွေစမ်းသပ်ကွင်းလိုမျိုးအထုံးချနေတာလားလို့တောင်တွေးစရာဖြစ်လာတယ်အဲ့ဒါနဲ့သူတို့ချမှာhacking မလုပ်ဖို့သဘောတူညီချက်တွေရှိခဲ့တယ်မို့လား2009နဲ့2015မှာအဲ့ဒါတွေကဘာဖြစ်သွားတာလဲအဲ့ဒီသဘောတူညီချက်တွေကတော့အခုချိန်မှာအရာမထင်တော့ဘူးလို့ပဲပြောရမယ်အထူးသဖြင့်ယူကရိန်းစစ်ပွဲနောက်ပိုင်းမှာပေါ့နောက်ပြီးသူတို့သုံးနေတဲ့ malware တွေကလည်းအဆင့်မြင့်တယ် DID ဆိုတဲ့ malware မျိုးသုံးနေတာတွေ့ရတယ် DID အဲ့ဒါကဘယ်လိုမျိုးလဲအဲ့ဒါက remote access trojan ပေါ့ပြစ်မှတ်ထားခံရတဲ့ကွန်ပျူတာစနစ်ကိုအဝေးကနေထိန်းချုပ်ပြီးအချက်လက်ခိုးယူတာစောင့်ကြည့်တာတွေလုပ်နိုင်တဲ့တော်တော်အဆင့်မြင့်တဲ့သူလူကိရိယာပဲဒီလိုကိရိယာမျိုးသုံးတာကကိုပဲဒါဟာတာမန် hacker အဖွဲ့လေးတွေရဲ့လက်ချက်မဟုတ်နိုင်ဘူးအစိုးရအဆင့်ပါဝင်ပတ်သက်မှုရှိနိုင်တယ်ဆိုတာကိုညွှန်ပြနေတယ်ဟုတ်ကဲ့နောက်တစ်ခုစိတ်ဝင်စားစရာက Britain အခြေစိုက် Sophos Company က Director Yafei Pilin ထောက်ပြတဲ့ပုံစံတရုတ်ကအာဖရိကတို့အရှေ့တောင်အာရှတို့မှာဖွံ့ဖြိုးရေးစီမံကိန်းတွေနဲ့ဝင်းတဲ့ပြီးမှ cyber ထုတ်လမ်းမှုတွေလုပ်တတ်တယ်ဆိုတာလေအဲ့ဒါသူတို့ရဲ့ခြေပြန့်ရဲ့နီးပြွာရဲ့တစ်စိတ်တစ်ပိုင်းဖြစ်နိုင်တယ်စီဝါရေးဆက်ဆံရေးကိုအရင်ထူထောင်ယင်းနှမြုံနှံမှုတွေလုပ်ပြီးမှအဲ့ဒီကရလာတဲ့ access ကိုအသုံးပြုပြီးထောက်လှမ်းရေးလုပ်တာမျိုးပေါ့ယူရှာကိစ္စမှာကြတော့စီးရဲမဟာမိတ်ဆိုတဲ့ခေါင်းစဉ်အောက်ကနေလုံနေတဲ့သဘောမျိုးဖြစ်နေတယ်
ဒါပေမဲ့တခုရှိတာကယူရှာဘက်ကဒီကိစ္စနဲ့ပတ်သက်ပြီးတရားဝင်ဘာမှပြောတာမတွေ့ရသေးဘူးနော်ဆိုတော့တရုတ်ရဲ့ကြိုးပမ်းမှုတွေဘလောက်အောင်ရင်တယ်ယူရှာဘက်ကဘလောက်ထိခိုက်သွားလဲဆိုတာအတိအကျတီးဖို့တော့ခက်အောင်မထင်တယ် ဟုတ်ပါတယ်ယူရှာကတရားဝင်ထုတ်မပြောသေးရတော့အတိအကျပြောဖို့ခက်ပါတယ်ဒါပေမဲ့ cyber လုံခြုံရေးသူတွေ DD4 ထုတ်ထားတဲ့အထောက်အထားတွေတဲလွန်စားတဲ့အရာကိုပဲဒီလုံဆောင်မှုတွေဟာတကယ်ဖြစ်ပျက်နေတယ်ပြီးတော့အတိုင်းအတာတစ်ခုအထိရှိနေတယ်ဆိုတာကတော့အတိအကျပါပဲ ကဲဒါဆိုအနစ်ချုပ်ပြန်ကောက်ရရင်တော့ရှေ့မှာတော့ကန်ထက်ချက်မဲ့မိတ်ဖက်နောက်ွယ်မှာတော့ယေယူရှာရဲ့အရေးကြီးတဲ့စစ်ပတ်လျှို့ဝှက်ချက်တွေကိုယူကရိန်းစစ်ပွဲကိုအခွင့်ကောင်းယူပြီးစနစ်တကျစုဆောင်းနေပုံရတယ်အဓိကရွေချက်ကတော့ကိုယ့်ရဲ့မဟာဗျူကြွားမြောက်အကျိုးစီးပွားအတွက်ချစ်နိုင်တယ် မှန်ပါတယ်ဒီအခြေအနေကခေတ်သစ်နိုင်ငံတကာဆက်ဆံရေးတွေရဲ့ရှုပ်ထွေးတဲ့တဘာဝကိုဖော်ပြနေတယ်လို့ပဲမဟာမိတ်ဆိုတဲ့ဆက်ဆံရေးမျိုးမှာတော့နိုင်ငံတော်ကြော်ထောက်နှုတ်ခံပြူဆိုင်ဘာထောက်လိုင်မှုတွေပြိုင်ဆိုင်မှုတွေဘလောက်နဲ့ဆိုင်ရှိနေလဲဆိုတာကိုပြနေတယ်ယုံကြည်မှုဆိုတာတကယ်ကိုတိဆောက်ရခက်တဲ့အရာဖြစ်လာတယ် နောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုခြံထားခဲ့ကြလေကိုယ့်ရဲ့အနီးကပ်ဆုံးမဟာမိတ်လို့သတ်မှတ်ထားတဲ့နိုင်ငံကိုတောင်ဒီလို cyber ထောက်လှမ်းမှုတွေလုပ်နေတယ်ဆိုရင်ကျုံနဲ့ဆက်ဆံနေတဲ့ခြားမိတ်ဖက်နိုင်ငံတွေဒေသတွင်းနိုင်ငံတွေအနေနဲ့ရောသူတို့ရဲ့ဆက်ဆံရေးတွေမှာရှိနေတဲ့ယုံကြည်မှုအဆင့်တန်းနဲ့မဟာဗျူဟာမြောက်တွက်ချက်မှုတွေကိုဘလို့ပြန်ပြီးစမ်းစစ်သုံးသပ်တင်လဲဆိုတာပေါ့